တ်တဲ့လူရှိလို့စားတဲ့လူရှိလို့တတ်နေကြတာဒါအချင်းဝါဒမှာဘယ်လိုယူဆတော့ဆိုရင်50-50ပေါ့တတ်တဲ့လူကလည်းရခိုင်တော့90စားတဲ့လူကလည်းရခိုင်တော့90ဆိုပြီးတော့အပြစ်ရှိတယ်လို့တတ်မှာအဲ့ဒါကိုတော့ရသော်ပြလက်မခံတတ်တဲ့လူအပြစ်ရှိတယ်လို့စားတဲ့လူအပြစ်ရှိတယ်ဆိုတာလက်မခံဘာလို့လဲတာမန်တွက်လိုက်မယ်ဆိုရင်အေးစားတဲ့လူတွေရှိလို့တတ်နေတာလို့ဆိုပြီးတော့စားတဲ့လူကတရားဆွဲကြတယ်အဲ့လိုဆိုလို့ရှိရင်ခဏခေတ်မှာဆိုလို့ရှိရင်လက်နက်တွေထုတ်နေတဲ့ကုမ္ပဏီတွေရှိတယ်အဲ့ဒီလက်နက်နဲ့လူတယောက်တတ်ရင်အဲ့ဒီကုမ္ပဏီကိုတရားဆွဲတာရှိလားရှိဘူးနော်တတ်တဲ့လူပဲဆွဲတာလေလက်နဲ့လုပ်တဲ့ကုမ္ပဏီဘယ်သူမှတရားမဆွဲဘူးအဲ့ဒါဆိုရင်ခုနစားတဲ့လူပြည့်ရှိတယ်ဆိုရင်စားတဲ့လူတရားဆွဲခံရမှာလေအခုတော့အဲ့ဒါစားတဲ့လူနဲ့မဆိုင်အောင်သူကဒီစားတဲ့လူရှိလို့တတ်နေတယ်လို့လည်းပြောလို့မရတတ်တဲ့လူကဘာအတွက်တတ်တာတော့ဆိုသူငွေကြေးလိုချင်လို့တတ်ဒီလူတွေကောင်းကောင်းစားကြပါသေးဆိုတတ်ပေးတာမဟုတ်ဘူးဒီသားငါးရောင်းပြီးတော့ဒေါသရရချင်လို့တတ်တာintention ကတခြားစီပေါ့နော်တော့ရတွေမှာတစ်ခါလေးသွားတယ်ဘုန်းကြီးတွေကြွလာလို့ဆိုဖျားပွဲတို့တန်ဃာတွေကတ်ဖို့ဆိုပြီးတော့ဝက်သားပေါ်လာလို့ပါတယ်အဲ့လိုမျိုးကြတော့မစားရဘူးစားလို့မရအဲ့ဒီတန်ကြီး7ပါးဆိုတာတော့သူ့အကြောင်းနဲ့သူရှိ